Hello ဒီနေ့ကျအလီရှာကိုရိုင်းစောက်ထားရဲပေါ့နော်အိမ်လေးကိုလိုက်ပြပေးမှဖြစ်ပါရဲ့ပထမဦးဆုံး ID လေးလိုက်ပါအောင်မရှင့် Okay ဒီမှာပါအလီရှာကိုရိုင်းစောက်ထားပါရှင့်အရှိရကြတော့ကားကိုရောင်လေးကိုဒီ line လေးလောက်ထားပါရဲ့ပြီးကြပါနော်အိမ်နဲကိုကြတော့ပေါ့နော်ပြပါမယ်ခဏပါဒီအိမ်နောက်ဖက်ကိုကြတော့ပေါ့နော်အလီရှာကဒီမှာပေါ့နော်ပန်းခင်းနေရမှာ barbecue စားဖို့အတွက်ကိုလုပ်ပေးထားပါတယ်ပြီးကြပေါ့နော်ဒီအားကြတော့ကျရှင်လောက်ထားပါတယ်ဒီမှာစလည်းရေးထားပါတယ်ဗာရေးထားလဲသူက Thursday Friday and Saturday 10 to 11 is English ပေါ့နော်10နာရီကနေပြီး17နာရီထိက English တင်ရမှာပါအဲ့လိုလေးပေါ့နော်ပြီးကြရင်အခန်းထဲကိုဝင်လိုက်အလီရှာအကြိုက်ရင်ဒါလေးရဒီတိုင်းပဲပေါ့နော်ဒီအခန်းလေးကိုအလီရှာအကြိုက်ဆုံးပါပဲလုံးဝပေါ့နော်ဒီမှာခေါင်းလေးပေါ်အောင်လည်းလုပ်ပေးထားပါတယ်တော်တော်လေးလာပါတယ်အကုန်လုံးပြီးသွားရင် ID ပေးပါမယ်ရှင်ဒီမှာပေါ့နော်အလီရှာကိုရိုင်းလောက်ထားတဲ့ပကြီးကားလေးလည်းရှိပါတယ်အလီရှာပေါ့နော်တော်တော်များမပြီးသေးပါဘူးရှင်အကြောင်းမတောင်းမှမှာရယ်ဒီနေ့လုံမှာပေါ့နော်အပြီးတက်ပါမယ်ဒါပေမဲ့လို့မပြီးသေးဘူးနော်အလီရှာနောက်ထပ်တစ်လလောက်ဆိုရင်အလီရှာလောက်ပါမယ်